ကဲကျွန်တော် NF version နော် QH3 တို့ရဲ့ version 3 series game number 1နေပြီးတော့ချိုးဆိုလိုက်ပါလေကောင်းလို့ let's go ပါနော် brad တို့ပါလို့လဲဒီနောက်ဝင်ကန်နေဘယ်လိုငုံပြမလဲဆိုတော့ကြည့်ရမယ်လောဆယ်တော့ကတော့ရှိတာ PP ပဲရှေ့မှာကားတော့လောက်ထားပေးနေတန်တယ်လေးတော့ကျွန်တော် NF အနေနဲ့တော့စပြီးတော့ခေါ်နေခဲ့သလိုကားတော့ပြေးဝင်သွားမလားလက်တူးပဲရှိသေးတယ်မပန်တီဆုံးလမ်းတော့ဖန်တာအီတန်နဂက်တစည်းပဲပေးခံနေရတယ်တန်တယ်တော့နတန်လေးပဲယူသွားတယ်ဒီနောက်ဝဲကန်ကောင်းကုန်တော့၄ယောက်ကြားတော့မညံ့သွားခဲ့တဲ့ brad အနေနဲ့တော့ fablet လေးရတယ်ဆိုမှသူပြန်ပေးလိုက်ရတယ်လို့ဂျန်ဂလာနှစ်ကောင် trade ထားရတယ်ဆိုပေမဲ့ကျွန်တော် NF အနေနဲ့တော့ hero ကတော့နှစ်ကောင်လောက်ပေးလိုက်ရတယ်เนาะတတယ်လေးလည်းရလိုက်တဲ့အတွက်ကတော့ဘဲစားပဲကြီးလို့ပဲပြောရမှာပဲเนาะ hero ကနှစ်ကောင်ပေးရတယ်တတယ်ပြန်ရတယ်ဖက်ကလည်းဂျန်ဂလာလေးရလိုက်တယ်ဆိုတော့လည်းမဆိုးလို့ပဲပြောရမှာပဲเนาะမသိလို့ကတော့ကိုစီ trade ကြီးတွေနဲ့ကြီးပဲဗျာဒီက grow က level 4မရလို့လည်းပါပါတယ်เนาะ grow level 4ရတော့မဆိုးလို့ပဲမဲ့ grow က level 4လေးလိုအပ်နေတယ်လို့တစ်ဖက်မှာလည်းကျွန်တော် garo level 4တွေပါတယ်မရသေးဘူးဗျာသူအနေနဲ့ကဲဒီပါဖြတ်ရိုက် grow က Roma လေးနဲ့ပွဲထွက်လာတယ်ဗျာနော် Urena ကိုပဲ offlane ပေးလိုက်တဲ့ပုံမှာပဲ lane မှတ်ချက်မှာရန်ကြီးနှိပ်သွားမှာဆိုတော့နော် grow offlane သွားမယ်ဆိုတော့ Mindy Swing ဖြတ်ရိုက်ထားသေးတယ်ထပ်တစ်ချက်တွေပါတွေကတော့မတိုက်သေးဘူးဗျ Heavy Force ကိုတင်နဲ့လည်းမပြစ်သေးသလိုအေးချောင်းမှာပဲရန်ကြီးဝင်လုံးနဲ့နေထားတော့မတွေ့ရသေးဘူးဗျတဲ့တိုင်မရလည်းပြီးတော့ထပ်တစ်ချက်ဘလူးကြီးတိုင်းပလိုက်လိုက်လဲ grow စပယ်တခုကတော့နှမျောစရာလေးတော့ဖြစ်သွားနေပဲနော်3မိနစ်ကျော်နောက်မှ Hero K တွေပါ1 2လေးပဲနောက်မှဒီပါရီကတော့ကျွန်တော်ယာကနာလာတော့ NF အနေနဲ့တော့တာထားသေးတယ်ဗျအခုလောလောဆယ်နတ်တန်အလဲလေးမှာ6ရှိတယ်အကုန်လုံးနီးကြီးပြီးလိုက်ရတာနော်ဆရာသမား AK ပဲဝင်သွားတယ်လေဒီလိုနဲ့ဝဲကန်ကောက်တော့ငုံနဲ့တာဝါတဲ့တွေးထုတ်တဲ့အနေထားမှာရလိုက်တယ်နော် Eternal Gate ရော damage tower damage တွေကြားထဲမှာတော့နတ်တန်နော် Entropy နဲ့ဆရာသမားတာဝါတဲ့ပြင်းဝင်သွားတာဟာနှစ်သိန်းလုံးကမာတော့မာနေတော့မဲလို့နော်ဆရာသမားတယောက်ချင်းစီမာနေကြတာအားကြမခံမဲလို့တော့ကအောက်ကြီးကိုရောက်နေတာဆိုတော့အပေါ်လေးကိုမြန်ဆန်တော့ပြန်တက်မှရမှာတစ်ဖက်မှာတတေး4လောက်သွားမယ်ဆိုရင်တော့ဖြစ်နော် QH3 ဒီ second တက်ပဲထပ်ပေးရမယ်အနေထားပဲနော်ဒီလူပေါင်းမဲ့ brag ရှိတဲ့ penalty ဆုံးထိန်းခံထားရတဲ့တက်တယ်ကိုတော့ကျွန်တော် NF လေသိမ်းပိုက်တော့ထားရင်းညဖြတ်တာဒီလိုနောက်ဝဲကောင်းကို concentration PI နဲ့အဲ့ပြန်လဲ AK ကောင်ပေးလဲလိုက်ပွဲအနေနဲ့ကာရိုလေးပဲ show သွားတယ် hero kin နှစ်ကောင်ပြန်ရလဲတစ်ဖက်မှာတော့ Switzerland ရဲ့ damage လေးနဲ့ brag လေးပဲပြန်ရလဲတယ် Ukraine နဲ့သွေးနေနေနဲ့ဂျာညက်သွားပြီးနေတူတဲ့ရပါရောပြန် call back ကိုရပါလား Eternal Gate နဲ့ထိန်းထားပြီးတယ်ဆိုမှ hero kin ဘာတွေတော့ထပ်တော့မရတော့ဘူး hero kin နှစ်ကောင်ပေးလိုက်ရတယ်ကျွန်တော် NF တက်တယ်လေးဘာရောရထားတယ်ဗျသူတို့အနေနဲ့ရကျွဲ3အတွက်ကလည်းမဆိုးလို့ပြောရမယ်ကျွန်တော်တက်တယ်ပေးရတယ်ဆိုပေမဲ့ trade key တွေဘာတွေမရရအောင်ပြန်ယူထားတာလေးကတော့မဆိုးပြောရမယ်နောက်ဘက်ကအရန်ကြီးကွာမသွားဘူးเนาะအဲ့ဒီအတွက်ကရောဖလေက Mindy Swing ထားတော့နေချာ Cloud Blazing Jewel ကျွန်တော် Barret လေးပဲကောက်ငုံသွားနေတယ်မှာ AOG အဘာသာ Guardian လေးတော့ကောက်ခုံထားပြီဆိုတော့တစ်ဖက်မှာသွေးအများကြီးပဲကျန်နေ Vazana ရဲ့ damage နဲ့ Garo သွေးနည်းနည်းလေးပဲကျန်တော့တယ်ဗျ AOG တကောင်လေးရသွားပြီဆိုတော့ကျွန်တော် QH3 CG နဲ့လေးပဲပြန်တော့ format ထားရတယ်ဗျအလဲလဲမှာတော့ first tower လေးပေးလိုက်ရတဲ့အတွက်ကတော့ QH3 ဒီ last day မှာတော့ကျွန်တော် QH3 မရရအောင်တော့ပြန်ယူထားရတယ် retribution တယောက်တည်းလွတ်လွတ်ကျွတ်လေးပေါက်စားသွားနေပဲဒီတာတလေးပြန်ရလဲတော့ကတော့ QH3 မစိုးလို့ပဲပြောရမယ်လဲလဲမှာပတယ်လေးဆက်ပြီးတော့လုံးမလားအမေ family တွေပြန်လုံးမလားကျွန်တော်တို့ QH3 ရွေးချယ်ရမယ် Mighty Swing ဒါတော့ nature 2 man အပါနာက Guardian ကောက်ခုန်ကြတဲ့ Net Entropy Physical လည်းတော့ပြ Eternal Gate နဲ့ထိန်းခံရတဲ့ Net ဒီတော့တော့ကြံသေးတယ်လဲလဲ first tower လှိုးချင်တဲ့တူတယ်တစ်ဖက်မှာကြာညံ့သွားတဲ့ Garo အနေနဲ့တန်းမတောင်းသွားနေမှာ light ပွဲအနေနဲ့တော့ FZ လေးမပေးလိုက်ရတာ Cloud Blazing ကြီးရဲ့အလန်းကြီးမရတော့နဲ့တူတဲ့ Hero Kin နှစ်ကောင်ဟဲ့တက်မခေးရသွားတယ်ဆိုမှတူလည်းပြန်ပေးလိုက်ရတယ်နော်Hero Kin ကတော့ကိုစီ trade ကြီးတွေပဲ2 for 3 trade ကြီးကတော့ကျွန်တော် NF 3ကောင်တော့ပေးလိုက်ရတယ် million first tower လေးကိုပါQH3 အနေနဲ့စတင်ပြီးလုံးနေနေပဲ AK Killing Speed လေးပေးထားရတယ်မတော် damage နဲ့ shut down ကြီး Barret လေးတော့ပြန်ရလိုက်တဲ့အတွက်ကတော့မဆိုးဘူးเนาะကျွန်တော်အဲ့ Urena ကိုဖြတ်ဖို့ damage ကကြာလာရင်တော့ဇိုးရင်ရလာတယ်เนาะ Tharo နဲ့ချက်အဘာသာ Guardian နဲ့ကာရာနည်းနည်းတော့လွဲသွားတယ် tower ထဲမှာ cloud ဝင်တော့ခံလိုက်တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာတော့ Vazana လေးတော့မရရအောင်တော့ပြန်တော့ကောက်ထားသေးတယ်ဗျ1 for 1ပဲเนาะ maximum နဲ့ mail လေးနဲ့ trade ထားတယ်ဟိုဘက်မှာတော့ဝင်တော့ရနေခဲ့နေတယ်မှာ RV တဲ့ live ပြနေတာမရဘူးเนาะအန်ဒီများနေနေတာမှာ red line နဲ့ပြန်ထိုးတော့သိတိုင်းတယ်ဆိုပေမဲ့ back ကအသီးသီးလာတော့ကာထားပေးတယ်အနေထားမှာတော့ grow အနေနဲ့တော့ရောင်းစားတော့ခံလိုက်တယ်မဆိုယူ Hero Kit တကောင်ရထားသေးတယ်များကြီး blue belt လေးပဲကြော်ဟွာလာနေပဲ NF Hero Kit တကောင်နဲ့ blue belt လေးတော့ရလာခဲ့တယ်ဗျအဲ့မှာဆိုယူအဲ့တော့ပြည့်နေတဲ့ Blazer အစိုးစီပါပိုင်းလိုက်တာ RV တဲ့တန်းမတော့ဒီလိုနဲ့ဝဲကန်ကိုမားသွားပြီး Cloud Blazing Retribution Barret လေးပဲတိမ့်ပိုက်သွားနေပဲတော့အစိုးစီပါပြန်တော့ပိုင်းတော့ AK အနေနဲ့တော့တန်းမတောင်းသွားနေမှာတစ်ဖက်မှာတော့ Urena ကိုဖြတ်ဖို့ damage မရှိဘူးလား Tharo နဲ့ချက်ဖြတ်တော့တိုက်ထားပေးတယ် FZ အနေနဲ့တော့ပြန်တော့ format လေးတော့လောက်တာဟိုဘက်မှာဆိုယူဝင်ပိုင်းတာနဲ့ Barret တကောင်မှာရှောင်းသွားနေပဲဆိုယူမရတော့ Vazana ရဲ့ damage ကြားမှာ shut down ကြီးပြန်တော့ပေးလိုက်ရတယ် Hero Kin ကတော့ 3 man dead နဲ့တူကျွန်တော် NF Hero Kin ဒီစားတော့ပြန်တော့ပေးနေရတယ်နော်နောက်ဝက်ဒီပါတွေတွားကြည့်လဲ 1K goalie 1K ကြော်တော့ကျွန်တော်ဥဆောင်နေတော့မေးဗျ
Wait 3 second tower တွေပဲထပ်ချိုးနေရင်းနဲ့ပဲဘာနာတကားရ3 man လမ်းခုံတာ top legend ကျွေးရှိရင်တော့ land နဲ့ဆိုဖဇာနာတန်းမှာ down တော့ consequence ပြီးတော့ပြန်တော့ ball back တော့ penalty တော့2 man ပြန်ဖမ်းတာအလိုင်း NF ပြည့်ချင်တယ်ကတော့မရှော့တော့ Uranium အနေနဲ့တော့ပြန်တော့လှည့်ပြေးနေရပြီဗျာသူအနေနဲ့ဖဇာနာကိုပဲ live mount နဲ့ပုံမဲ့ penalty တော့ Antrophy ဝင်တော့ပြည့်တစ်ဖက်မှာတော့ IN နဲ့ဝင်တော့လဲတယ်ဂျာညက်သွားခဲ့တဲ့ကောင်လေးဒီလိုတော့ဝဲကနေမငုံလိုက်တန်းမပြောက်တော့ Ethan က3 man ပြန်တော့ထိန်းထားပြီးတော့ဒီမှာတော့ပေးတဲ့ damage တော်တော်များလာတော့Uranium လေးကိုလည်းထုမှာပဲဗျနတန်စီက damage လည်းများလာသလို cloud စီမှာလည်းနော် damage တွေကပါလာပြီးဆရာသမားလည်းဒီမော်လည်း golden star နဲ့ Ari there has claw နဲ့ wind docker နဲ့ဆိုတော့ဒီလောနဲ့ tower တွေရလိုက်တယ်နော် second tower တင်ပေးသွားပြီး mega tower တွေပဲထပ်ပြီးတော့ change ချောင်းကြည့်အောင်လား lock ကလည်းမရှိတော့ဆိုအန်ဒီများတယ်ဒီလိုနဲ့ weekend corner ငုံသားတစ်ဖက်မှာ land stand up ပြီးတော့ဒီမဲ့ရပါမလား penalty လုံးခင်းပြန် fall back ထားတဲ့ nature တွေကြောင့် beautify နဲ့ clock play ချင်းရွေးပေးရနေကတော့ခွဲတဲ့ brother ကောင်တန်းမပြတ်သွားတဲ့နေထဲမှာ concentration AOG ကြလာတာ weekend နေတာပဲ damage ဝိုင်းဖြတ်တာ၄ယောက်ကြားထဲမှာတော့ Uranium တော်တော်ကြီး damage တွေခံစားပြီးတော့ပြန် fall back သွားတယ် hero ကြီးတော့မရလိုက်ဘူးကဲမထားတဲ့ nature AOG 3 man penalty လုံးဖမ်းထားသေးတယ် brother က short သွားနေပဲ clock play ချင်းကျွေးphysical live Uranium တကောင်မပေးလိုက်ရရင်မ hero ကြီးက3 man တက်နေတူ mega tower အောက်လေးမှာပါထပ်တော့ချိုးတော်များ ခွဲကတော့မရှိတော့ဘူးဗျconcentration တနကချထားသေးတယ် NF တန်းမပြတ်သွားမှလော့လီအကောင်းတော့ပြေချင်းတိုင်းပဲဆိုမှကဲ brother ပေးလိုက်ရရင်မ everyday double k တော့ပေးထားရရင်ပဲ2ယောက်တည်းနဲ့တော့ defend ရတာမနက်တန်းအတရုံးညူပြေးရိုက်သွားရင်မ NF လိမ္မာမှာတော့ 1-0 ဆိုတော့ရလိုက်တယ်ဥဆောင်နေခဲ့ပြီဗျာ